လွန်ခဲ့တော့နေ့ပေါင်း130တုန်းကဆိုင်းလန်နိုင်ဆိုတဲ့အဖွဲဟာပထမဆုံးပေါ်ပေါက်လာခဲ့တယ် ထူအဖော်ရဲ့ကြီးမားတဲ့စစ်ပွဲဖန်တီးမှုတို့ကြောင့်စစ်ပွဲရဲ့အနိဋယုံတွေကြားမှာကဘာကြီးကဒဇက်ခံဖြစ်လာရပြီးလူထောင်ပေါင်းများစွာတည်ကြည်ပျက်စီးခဲ့ရတယ်။ဘဝတွေကမတိရှာမရေရာနဲ့လူတွေအကုန်မျောလင်းချက်မဲ့ကုန်ခဲ့တယ်။တည်ကြည်ပျက်စီးရတာတွေလုံးဝအရှင်လျှော့မသွားတဲ့အတွက်မူရန်တိုင်းမြာရှင်တွေဟာအတူတကွအစည်းယုံလိုက်ကြတယ်။ပြီးတော့ဗဟိုကောင်းကင်မဟာမိတ်အဖွဲ့ကိုထူထောင်လိုက်ကြတယ်။ကောင်းကင်မဟာမိတ်ကဆိုင်လိုင်းနိုင်ကိုတားမဲ့ခိုင်းတကိုင်းဖွဲ့စည်းပြီးသူတို့ကိုစုံကြည့်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဒါကြောင့်မလို့သူတို့ကထင်ရှားတဲ့တိုင်းသမားဘတ်ဂျင်းဟူကိုရွေးချယ်လိုက်ပြီးသူဟာမြောက်ပိုင်းကောင်းကင်ဘုံတပ်ဖွဲ့ရဲ့ပထမဆုံးခေါင်းဆောင်ဖြစ်လာခဲ့တယ်။ဒီဌာနကိုဖွဲ့စည်းခဲ့ပြီးနောက်အဆက်ဆက်အရာရာထောက်ပံ့ပါမယ်လို့ဗဟိုကောင်းကင်မဟာမိတ်အဖွဲ့ကအာမခံခဲ့တယ်။ဗဟိုကောင်းကင်မဟာမိတ်အဖွဲ့ကတိုင်းကွက်မျိုးစုံအတက်ကယ်စေးမျိုးစုံထုတ်လုပ်ကြပြီးမြောက်ပိုင်းကောင်းကင်ဘုံတပ်ဖွဲ့ရန်သူကိုဟန်တာတဲ့နေရာမှာအထောက်အပံ့ဖြစ်ပေးခဲ့ကြတယ်။အရှင်ကာလရွေလျာလာတီနဲ့အများမြောက်ပိုင်းကောင်းကင်ဘုံကိုင်းကိုဒုတိယမျိုးဆက်ကောင်းဆောင်နမ်မွန်ဆန်တတိယမျိုးဆက်ကောင်းဆောင်ယူကွမ်ယွန်းတို့အထိအဆင့်ဆင့်ဆက်ဆံလာခဲ့ကြတယ်။မြောက်ပိုင်းကောင်းကင်ဘုံကိုင်းအဖွဲ့ဟာလူတွေရဲ့လေးစားခြင်းခံလာရပြီးထင်ရှားတဲ့တိုင်းသမားထုံကြီးဟာလည်းဒီကိုပဲစုယုံလာကြတော့တယ်။ မြောက်ပိုင်းရဲ့မဟာကတိုင်းအဖြစ်လူတိများသူကတော့မြောက်ပိုင်းကောင်းကင်ဘုံကိုင်းရဲ့စတုထမျိုးဆက်ကောင်းဆောင်ဂျင်ကွမ်ဟို ပြီးတော့မြောက်ပိုင်းကောင်းကင်အဖွဲ့ရဲ့တူရဲကောင်းလေးယောက်မိစ္ဆာလက်တီအဖြစ်လူတိများသူဂျိုရှွန်းဦးမိုတမုန်တိုင်းကင်းယောင်နူဆန်တစီဒါတဝါယွန်ချွန်းဟွာတမနီသွေးစစ်တီကျေဟဲရှင်းလို့ဖြစ်ပါတယ်ဒီလူတွေဟာမြောက်ပိုင်းနယ်မြေကနေဆိုင်းလန်နိုင်ကိုဖယ်ရှားရမှာအရေးပါတဲ့ကဏ္ဍမှာပါဝင်ခဲ့တယ်ဆိုင်းလန်နိုင်လေဒီအဖွဲ့နဲ့ရှင်တိုင်းအကန်အတက်ရောက်လာတဲ့အခါပျော့ကွယ်သွားပါတော့တယ်ဒါပေမဲ့နောက်ပိုင်းမှာမြောက်ပိုင်းမဟာတိုင်းကြီးပျက်စီးသွားရတယ်အဖေလို့ခေါ်နေတာကတော့မြောက်ပိုင်းကောင်းကင်ဘုံခိုင်းသခင်ဖြစ်တဲ့ဂျင်ကွမ်ဟိုရဲ့တာအသက်73နှစ်သခင်လေးဂျင်မူဝမ်ဖြစ်ပါတယ်ဂျင်ကွမ်ဟိုကကြီးရတာဒိတ်ဒိတ်ကျဲတွေပဲလာကြတာနဲ့တူတယ်ထိုသူတွေကတော့မူရန်ကိုအုပ်ဆိုးပြီးဘယ်သူမှမထိနိုင်တဲ့ကောင်းကင်ကိုပါတို့ဖြစ်ပါတယ်ဂျင်ကွမ်ဟိုကဘိုးကောင်းကင်မဟာမိတ်အဖွဲ့ကိုဒါခမည်းတော်လက်ချက်လားကောင်းတီတီမုတ်စိမွန်းရှိရှိနဲ့ဒီလူကတော့ကောင်းကင်ကိုပါပညာရှာမီသူသူတော်စင်စောမွန်းဟာဖြစ်ပါတယ်သူဟာဂုံတိခါရှိစောမွန်းမိသားစုကိုကိုရှိတော့ကိုရက်တီနိုင်အောင်ပြုလုပ်ပေးခဲ့တဲ့ရှားပါးငန်ကြီးရှင်ဖြစ်ပါတယ်သူရဲ့ထူးချွန်တဲ့အမြင်တွေဘ ഹു တုတတွေကြောင့်သူရဲ့ကောင်းတီတီလေးထဲမှာလောကကြီးရဲ့အကြောင်းအရင်းတွေကျိုးကြောင်းတွေအလုံးပါဝင်ခဲ့တယ်ပြီးတော့ကောင်းကင်သခင်ကြီးစီကအစွမ်းကိုပါရရှိခဲ့သူလည်းဖြစ်တယ်စောမွန်းဟွာကအဖွဲကောင်းဆောင်ခြင်းမင်းကအမှန်တရားကိုငင်းဆန်ဖို့ဆုံးဖြတ်ထားတာလားဘာလို့အဖွဲကောင်းဆောင်ကငါတို့ကိုတစ္ဆာဖောက်ရတာလဲဟုဂျင်ကွမ်ဟိုကိုမင်းခွန်းထုတ်နေခဲ့တယ်ဂျင်ကွမ်ကိုဟာကျုပ်ဆိုတဲ့ဂျင်ကွမ်ဟိုကတသက်လုံးရိုးတသားနေလာတာဗျကျုပ်ကိုတစ္ဆာဖောက်တယ်လို့ပြောချင်တာပေါ့အတိတ်ပဲမရှိတာတွေဟုပြန်ပြောနေပါတယ်ထို့နောက်သူတော်စင်ဆိုတဲ့စောမွန်းဟွာကသူရဲကောင်းလေးယောက်ကိုလည်းစစ်ဆေးပြီးသွားပြီးမင်းကိုအပြစ်ရှိကြောင်းဝန်ခံထားတယ်ဒါတော့မင်းကမတိရှင်အောင်ဆောင်နေသေးတာလားထိုးနောက်ဂျင်ကွမ်ဟိုကမတိရှင်ပေါင်းများစွာနဲ့လူအုပ်ကြားထဲတွင်သူ့ရဲ့အဖော်ဝင်ဟောင်းတွေဖြစ်တဲ့သူရဲ့ကောင်းလေးယောက်ကိုစိတ်ပြက်လက်ပြက်လမ်းကြည့်လိုက်တယ်စိတ်ထဲတွင်လည်းမင်းတို့ကငါရဲ့အယုံကြည်အဆုံးမိတ်ဆွေတွေစစ်ပွဲကိုအတူတူတိုက်ခဲ့ကြတဲ့ညီအကိုတွေဘာလို့မြောက်ပိုင်းကောင်းကင်အဖွဲ့ကိုစွန့်ပစ်ရတာလဲဟုမိခွန်းထုတ်နေပါတယ်ငါအခုတော့လုံးဝတယောက်တည်းဖြစ်သွားပြီပေါ့ဆိုပြီးစိတ်ပြက်လက်ပြက်ရီမောနေပါတယ်ပြီးနောက်အဖေဟုမျက်ရည်များစွာနဲ့သူ့အဖေကိုလမ်းခေါ်နေတဲ့သူ့သားဖြစ်သူဂျင်မူဝမ်ဖက်ကိုတစ်ချက်လက်ကြည့်ကာဒါသာသူတို့အစီအစဉ်ဆိုရင်ဘယ်လောက်ကြိုးစားငါလွတ်မှာမဟုတ်ဘူးဘယ်လိုလုပ်ရင်ကောင်းမလဲဟုရုတ်တရက်ဆုံးဖြတ်ချက်ချကကောင်းပြီလေကောင်းကင်မာမိတ်ခမရတို့ပြောသလိုလုပ်ပေးမယ်ဆိုပြီးဒဏ်ရာများစွာနဲ့ဘ ഹു ကောင်းကင်ကိုပါရဲ့အတွင်းအားနဲ့ဖိထားတဲ့ကြားကအတင်းယုံကံပြီးမတည့်ဖို့ကြိုးစားနေပါတယ်ကောင်းကင်သခင်ကြီးစီကအစွမ်းကိုပါပိုင်ဆိုင်ထားတဲ့ကောင်းကင်ကိုပါကထို့အဖြစ်အပျက်ကိုကြည့်ရင်ထင်ထားတဲ့အတိုင်းပဲသူ့အတွင်းဆောင်အင်ကဒီကဘာရဲ့အပြင်ကပဲမြောက်ပိုင်းကောင်းကင်ဘုံကိုင်းကဆိုင်လန်နိုင်ကိုရင်ဆိုင်ရင်အင်အားကြီးလာပြီးအခုငါတို့ရဲ့ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီဒီအဖွဲသာဆက်လက်အားကောင်းနေရင်ငါတို့ဒီမကြီးကိုစိတ်တိုက်ဆက်လက်အုပ်ချုပ်နိုင်တော့မှာမဟုတ်ဘူးဟုစိတ်ထဲတွင်ပြောဆိုနေကြပါတယ်
ထို့နောက်ဂျင်ကွမ်ဟိုကဒီမြောက်ပိုင်းကောင်းကင်အဖွဲ့ကပတ်သက်ရအမှုထမ်းဆွေမျိုးတွေအကုန်ဒီနေရာဆုံးခွာပြီးဘဝအတိစကြပါအဖွဲ့ကိုဖျက်သိမ်းလိုက်ပြီးဒါကခေါင်းဆောင်အနေနဲ့နှုံဆုံးပေးတဲ့အမိတ်ပဲထို့နောက်တဖန်ဒူးထောက်လဲကြကတူတော်စင်စောမွန်ဟာဖက်ကိုဂျင်မူဝမ်ကကျုပ်သားကငငယ်ကလေးကအမိဆုံးသွားတယ်အခုလဲကြက်မြေမှာတယောက်ထဲဝမ်းကြောင်းရတော့မယ်သူ့ကိုမထိပါဘူးလို့ကတိပေးဟုကတိတောင်းခံနေပါတယ်ထို့နောက်စောမွန်ဟွာကကျူပြင်ခုတ်ကျူငုတ်မကြံရှင်ပေမဲ့ခန်းစားချက်အရခွင့်ပြုမှာမဟုတ်ဘူးမဟုတ်ရင်တခြားကောင်းဆောင်တွေပါငါတို့ဖဲလဲလာလိမ့်မယ်ထို့နောက်ပါစက်မှငါကတိပေးတယ်ဟုပြောလိုက်တယ်ထို့နောက်ဂျင်ကွမ်ဟိုကသူ့သားဖက်ကိုလက်ကမူဝါအဖေကိုခွင့်လို့ပေါ့ကွာဆိုပြီးသူ့သားချီရင်ကိုဓာတ်ထိုးပြီးတက်တည်လိုက်ပါတော့တယ်ထို့နောက်ဂျင်မူဝမ်ကအဖေဆိုပြီးသူ့အဖေချီရကိုပြေးလာပါတော့တယ်မြောက်ပိုင်းကောင်းကင်အဖွဲ့ဟာဘဟုအဖွဲ့ရဲ့အထောက်အပံ့နဲ့ဆိုင်လန်နိုင်အဖွဲ့လူတွေရဲ့ရန်ကနေကာကွယ်ဖို့အဖွဲ့စည်းခဲ့တာဖြစ်ပြီးသူတို့ဟာမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်တစ္ဆာရှိစွာတောင်းဝန်ထမ်းဆောင်ခဲ့တယ်ဒါပေမဲ့စထုထားမြောက်ကောင်းဆောင်ဂျင်ကွမ်ဟိုလက်ထက်မှာတော့သူကကွယ်ပေးခဲ့တဲ့လူတွေကပဲသူ့ကိုတစ္ဆာပြန်ဖောက်ခဲ့တယ်